ပြန်ဆောင်တွေ့ကံများရုပ်ရှင်တွေရလို့ Why do you take pictures? Because the only way to change things is to look at everything again very slowly. ရုပ်ရှင်တွေရလို့ကျွန်တော်တို့ပြန်ဆောင်ကြအောင်ပါကျွန်တော်တို့ဇက်ကောင်ဒီလမ်းလျှောက်နေရင်းရှိမှရှောက်နေတော့ရင်းနှီးသူမိန်းကလေးဖြန့်ချထားသောစပင်ရှင်နတ်နတ်များကိုအမှုမဲ့မှတ်မဲ့ငေးမောကြည့်နေမိသည်တစ်ချက်ချက်တိုက်လာသောလေစီကြောင်းထဲတွင်တည့်ရွယ်များခွေလိန်ကအသားအရာကြာဆင်းလျက်အချိန်မှာမိုးရွာဗီဇာနှင့်နောက်ထပ်မိုးထပ်မရွာမီကြညနေတစ်ခုဖြစ်သည်ရှေ့တော့တင်မော်ကြီးတစ်စီးရှိရဲ့အဲ့ဒီတင်မော်ကြီးကစိတ်ကန်းတစ်ခုကစထွက်လာပြီးကဘာနန့်ပတ်သွားနေတာပေါ့ကဘာနန့်ပတ်နေရတယ်ဆိုတော့သွားရင်လာရင်တင်မော်ကြီးရဲ့တချို့စိတ်ပိုင်းတွေမှာထိခိုက်ပျက်စီးလာတာတွေရှိတယ်အဲ့တော့လဲသွားရင်လာရင်နဲ့အဲ့ဒီစိတ်ပိုင်းတွေဖြုတ်ပြီးအစ်စ်လဲရတာတွေရှိတာပေါ့အဲ့ဒါနဲ့နောက်ဆုံးမှာတင်မော်ကြီးကလမ်းတစ်လျှောက်လုံးမှာသူ့စိတ်ပိုင်းတွေကိုလဲလာရတာပေါ့နောက်ဆုံးသူမူလထွက်တဲ့နေရာပြန်ရောက်တဲ့အခါလဲကြာရောသူ့မှာမူလစိတ်ပိုင်းတွေတခုမှမရှိတော့ဘူးတဲ့မေးချင်တာအဲ့ဒီလိုပြန်ရောက်လာတဲ့တင်မောကမူလတင်မောဟုတ်သေးရဲ့လားဆိုတာပဲနေအောင်မိကုန်းကနောက်တစ်ခုရှိသေးတယ်ဟုတ်အဲ့ဒီတင်မောကြီးရတဲ့သူပျက်စီးခဲ့တဲ့စိတ်ပိုင်းတွေကိုတခြားမှမဖြစ်ပဲတင်မောဝမ်းထဲမှာပဲထားတယ်တဲ့အဲ့ဒီကြတော့နောက်ဆုံးသူ့မူလစိတ်ကန်းစီလဲပြန်ရောက်လာအောင်ပထမတော့တတ်ထားခဲ့တဲ့စိတ်ပိုင်းပြတ်တွေအကုန်လုံးအောင်တင်မောဝမ်းထဲမှာအပြည့်စုံပြန်ပါလာတယ်တဲ့အဲ့ဒီကြတော့တင်မောဝမ်းထဲကအစိတ်ပိုင်းအပြတ်တွေနဲ့အပြင်မှာမြင်နေရတဲ့တင်မောကြီးနဲ့အဲ့နှစ်ခုတည်းကဘယ်တစ်ခုကမူလတင်မောအစ်စ်လဲတဲ့ရုပ်ရှင်တွေရလို့ကျွန်တော်တို့ပြန်ဆုံးကြအောင်ပါယနေ့ခေတ်ကြီးတွင်ခင်မင်ရင်းနှီးသူချင်းကွဲကွာသွားစေနိုင်သောအကြောင်းပြချက်များထောင်တောင်းချီရှိနိုင်သည်ရင်းအကြောင်းပြချက်ထောင်တောင်းထဲမှတစ်ချက်သို့မဟုတ်တစ်ချက်ထပ်ပိုသောအချက်များဖြင့်မိုးများမရွာတော့သောတရရက်မှအစပြုကကျွန်ုပ်တို့၏ဇက်ကောင်သည်လည်းရင်းနှင့်ရင်းနှီးသူမိန်းကလေးနှင့်ကွဲသွားဝေးသွားသည်တနေရာစီတွင်ရင်းတို့ကိုယ်စီဆက်လက်ဖြတ်တန်းလျက်ရှိသည်မှာတင်တန်းများကြောင်းများတက်လျက်ထို့နောက်လုပ်ငန်းခွင်ဝင်လျက်နီးစပ်ရာလူမှုအတိုင်းဝိုင်းကိုယ်စီထဲမှလူများနဲ့ပြောဆိုဆက်ဆံလျက်အနာဂတ်ကြောင်းတွေးသည့်ခါတွေးမတွေးသည့်ခါမတွေးပဲနေလျက်ရုပ်ရှင်တွေရလို့ကျွန်တော်တို့ပြန်ဆောင်ကြအောင်ပါသို့တော့ကျွန်တော်တို့ဇက်ကောင်ဒီတချို့သောအချိန်များတွင်ရင်းနှီးသူမိန်းကလေးနဲ့ပြန်ဆောင်တွေ့နိုင်မည်ပုံစံနေထားမျိုးကြပြတစ်ပုတ်ထဲရလို့စိတ်ကူးရင်တရုပ်ဆောင်ကြည့်လျက်ရှိသည်သို့တော့သူမနဲ့ပြန်ဆောင်တွေ့ရန်ကိုအထူးတလဲမကြိုးစားဖြစ်ခဲ့လောက်ယူဖြစ်မှာတော့ဘာစိတ်ကူးရင်ရာရှိတော့မှလဲလေလောက်ယူရအောင်ရေးကြည့်ရဲ့ကိစ္စလဲဟုတ်မှမဟုတ်တော့ပဲသို့တော့သူစဉ်းစားနိုင်သမျှပုံစံမျိုးနဲ့စဉ်းစားမဖြစ်ခဲ့နေမယ်မတွေ့ရကြပြီနော်ပိုလာလာတဲ့ဆိုတော့စကားမျိုးဘယ်နည်းနဲ့မှမတော့တက်နိုင်သမျှပုံမှန်ဖြစ်အောင်ကြိုးစားမည်သတင်းတွေတော့ကြားပါတယ်လူတော်ကူမှတွေ့ရတယ်သူမအကြောင်းများစုံစမ်းဖြစ်သည်ဟုသောအဓိပ္ပာယ်တက်ရောက်စေရမလားပေါ့ပါပြောမိလားဝေခွဲမရသည်ဒီလိုပါပဲဟာအဲ့တုန်းကတော့စိုးစိုးဝါးဝါခံစားရတာပေါ့အခုတော့လေအစေးပါပဲခွင့်လွှတ်သည့်သဘောတက်ရောက်စေရန်တကူတကားရွေးချယ်ခြင်းဖြစ်သည်သူစိတ်ကူးရင်သမျှပြန်လည်ဆုံတွေ့မှုတိုင်းသည်တမျိုးစီကွဲပြားလျက်ရှိသည်အချို့အနေထားတွင်သူမနှစ်ပေတွင်အမျိုးသားတစ်ယောက်
တူရှင်တွဲလျက်တချို့နေထားများတွင်သူမကသူ့ကိုခါတီမုံလီစွာကြည့်၍မျက်နှာလွှဲသွားသည်တချို့နေထားတွင်သူမကသူ့ကိုမှတ်မိပုံမပေါ်တချို့နေထားတွင်သူရောသူမရောတယောက်ကိုတယောက်မမြင်ဘေးနားမှပုတ်ကောင်တီကာဖြတ်တန်းရင်ကိုလန်းကိုဆက်သွားနေရင်ရုပ်ရှင်တွေရလို့ကျွန်တော်တို့ပြန်ဆောင်ကြအောင်ပါကျွန်တော်တို့ဇက်ကောင်သည်လမ်းလျှောက်နေရင်ရင်းရှိမှရှောက်နေသောမိန်းကလေးဖြန့်ချထားသောသပင်ရှင်နက်နက်များကိုအမှုမဲ့မှတ်မဲ့ငေးမောကြည့်နေမိထိုဖြစ်ပျက်များကိုလွန်ခဲ့သည့်နှစ်များစွာဖြစ်ခဲ့ဘူးသလိုခံစားနေမိသည်ရင်းနှင့်တပြိုင်တည်းတွင်အသက်အရွယ်ဆုံးပုံသဏ္ဍာန်ဆုံးရှိကြသောသူများစွာနှင့်သူမများစွာတို့ကလည်းတွင်ဖောက်မြင်ရသောအခိုးငွေများအရေးရောင်များဖြင့်သူတို့နှစ်ဘေးမှလမ်းလျှောက်ရင်ရီမောစကားပြောရင်မြင်းခုန်ရင်မျက်နှာလွှဲထားရင်အတီးတီးဖြတ်လျှောက်ရင်မှပြတ်ပြဲသွားသည်ကိုမြင်ရသည်သူကိုယ်တိုင်ဒီပင်လင်တကယ်မရှိတော့သောပုံရိပ်ရောင်တစ်ခုခုဖြစ်နေနေပြီလားမသိကြတစ်ချက်ချက်တိုက်လာသောလေစီချောင်းလေးတွင်တည့်ရွယ်များခွေလိန်ကအသားအရာကျဆင်းလျက်အချိန်မှမိုးရွာပြီးစားနဲ့နောက်ထပ်မိုးထပ်မရွာမိကြညနေတစ်ခုဖြစ်သည်နေတဲ့ဇူလိုင်15 2019